တိတ်ကော ဟော ဘုံတော့မကန်တဲ့လို့ဒီနေ့ကောင်းနေဟင်းဘာshow အဲ့ဒါအောင်မြတ်လာတဲ့ကိုရောက်မှာခင်ဗျ1 2 3ဒီနေ့ရောက်ကျွန်တော်ငါပိချက်ကိုတိတ်ကြိုက်တာဥပယဘယ်လိုရှိလဲအာသမီးလေးဘာသားမလဲ ဘာလို့ပြန်သွားရအစားလို့ ကောင်းတော့ကွာဒီလိုတော့ကိုလည်း စပုံမူကဥဝါကြီးပါလို့စပုံနာမည်လေးလည်းပြောမှာပါအဲ့ဒါမှ တရားသားရတာလေစင်သိမပြေဘူးမဟုတ်ပြည်တယ်တရားစားတာလေအားမရဖြစ်နေတာမကြီးငါပြချက်ကောင်းမကောင်းအေဂုံပြပါဦးဒီတေးပြီးတော့အာ ဟုတ်တယ်မုံလာဦးစားလို့ကောချိုးလာဦး အေးရဘယ်တော့ကလည်းတမီးရအစားတွေပါသွားတော့ မုံလာပကန်းရှေ့ဆွဲလာလို့ကွာ လိုက် တဲတိုး ရောမှာအသိထဲအသိကမစားဘူး ရိုက်လာ စားတောက်ကောက်စားမြန်စား ဟိုက်စားလေ ဘလူးနဲ့စား ဒီကတန်းကောင်တက်လို့အမ90တော့မှာခင်ဗျငါလေ ပြောတော့ပိုင်းစား အားရတယ်ဒီပကန်းလုံးမှာတစ်ပိုင်းပဲကျန်တော့တာ ကျွန်တော်အဲ့တော့ကျွန်တော်တပိုင်းပဲလိုက်မယ်ဗျ ဘိုးကဘိုးကပါ ကိုကြနင်းလာတော့မပေါ်တာဒီလဲအဲ့ဒါ ရိုးပါမယ်လေ လူပါမယ်တော့တမီးဟိုနေလေပါ မဟုတ်သေး သူ ဘူး ကလည်းမှကြီး ဒီလိုလည်းကြားရမယ် ရိုးဖယ်ပြီးသားလေ ဥဝါရီရဲ့ငါဘူး မုံလာဦးက30သားကို900ဟုတ်ကြမတန် ဟုတ်တယ်ဗျဒီစားကောင်းကောင်းလားဒီငါလည်းကောင်းတယ်ရောကောင်းလား ကောင်းညံ့လေး ဟောမှာရေးဆန်းပုံအောက်တာ ရှမ်းပြီး ဆမ်စေဒီမှာဥစားလုံးနေမတက်နေနေတာမတန်းနေ ရေးတယ်တမျိုးအောက်မှာရေးဆန်းကုန်ကြီးလို့ကိုကတော့မတန်းတယ်မှာဟိုအကုန်အိုက်စားကြ တော့ကျညာလေ ကောင်းတယ်ဗျကြိုက်တော့တာပဲအဲ့မနေတိုင်းရဲ့ကိုတော်ကောင်းသေးစက်ထွက်ပြီခင်ဗျ အေးလည်းဒီဘက်လွင်လာအောင် ဖြစ်လို့ဒီရောက်တော့ကြားရတယ် ဘောက်တာဘောသူ့တရားလဲတော့လဲလေအဲ့လိုဆိုရကျွန်တော်ကွာအဲ့တော့မင်းသားရတော့ပြရတယ်ကောင်းချက်ကောင်းချက်ကွာအာကြည့်
နဲတယ်လို့မလေးရှိတယ်မလေးထပ်အားမရလို့ထပ်သွားမယ်အာအဲ့လိုတော့အာလာသေးလားဝီအားမရဘူးအဲ့ဒါလေးအားမရဘူး တော်စားတယ် ဟင်းစားတာတော်စားနေ လက်တွေတော့တုံးပြီ အောက်မှာလည်းရွှေကန်ရေရှမ်းနေ ဒီမှာ အောင်တော့ပဲတော်ရှမ်းဒီစားကျန်တဲ့လူကမအားတယ် သိကောင်းတော့ကွာ